right time မိခင်ညီမကထိစားပြောခဲ့တဲ့စကားလေးတစ်ခုရှိတယ်။သူဘာပြောခဲ့လဲဆိုတော့မနေ့ကပြည့်သွားပြီ။မနေ့ပြန်ကရောက်မလာသေးဘူး။ငါတို့မှဒီနေ့ပဲရှိတယ်။ခုပဲစလိုက်ကြဆိုတော့ဟုတ်တယ်ဗျ။သူပြောခဲ့သလိုပဲကျွန်တော်တို့မှခုလက်ရှိပြစ်စုံပန်အချိန်ကိုပဲကျွန်တော်တို့ပိုင်ဆိုင်တယ်။ဒါကြောင့်မို့ကိုလို့ဆရာရှိတာကိုချိန်ဆွဲမနေပဲလှုပ်ဆောင်ကြပါဦး။ဥပမာကိုကဝိတ်ချတော့မယ်လို့ဆုံးဖြတ်ပြီးထိုင်။ကိုကစပြီးဝိတ်ချလိုက်ချိန်ဆွဲမနေပါနဲ့။ဒါပေမဲ့ဝိတ်ချမယ်ဆိုတော့မနေ့ကဖြစ်မနေစီလို့ကျွန်တော်ဖတ်ဖို့တဲ့လူတရားအကြောင်းပြောပြသူကငါဒီနေ့ကစပြီးဝိတ်ချတော့မှာကွာဆိုပြီးဆုံးဖြတ်တာဒါပေမဲ့ညရောက်လာရင်သူ့ဘက်ကစားလာတခါသူ့ရှိမှာစားကောင်းတော့ပဲဆိုနေသူ့တငယ်ချင်းတွေစားနေရတွေ့ရရင်လေသူကစားချင်လာတယ်ဒီလိုနဲ့တော်ပြီကွာငါဒီနေ့တော့တော်အားကြီးစားလိုက်အောင်လက်ဖြတ်မှာဝိတ်ချတော့မှာဆိုပြီးဖြစ်ကုန်နောက်နေ့ရောက်တော့လေဒီညတော့စားလိုက်ပါအောင်မကွာလက်ဖြတ်မှာဝိတ်စားချတော့ဖြစ်ကုန်ဒီလိုနဲ့နေ့ရက်ဒေတာဆက်လာတယ်သူ့ရဲ့ဝိတ်ကကြမလာတဲ့အပြင်ပိုပြီးတော့တက်လာဒါပေမဲ့သူ့ရဲ့ဝိတ်ချတော့မယ်ဆိုတော့မနေ့ဖြတ်များတော့ပေါ်ဆုံးနိုင်တယ်ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းဒီလိုဝိတ်ချတော့မယ်ဆိုတော့မနေ့ဖြတ်များနေတယ်ဖြစ်ပါတယ်ကိုလို့ဆရာရှိတာကိုမင်းရွှေညရွှေနဲ့အချိန်ဆွဲမိတယ်ခုချက်ချင်းထလို့လိုက်နေ့တစ်ခုရောက်လာတဲ့အခါကျွန်တော်တို့တွေစိတ်ကြည်လင်ခြင်းတွေနဲ့ဒုံနှထပြီးတော့ကိုလို့ဆရာရှိတာကိုလှုပ်ဆောင်လိုက်ကြရအောင်ကျွန်တော်တို့ဟာနေ့တစ်ခုကိုအပြုံးတွေနဲ့စတင်ပြီးတော့ကောင်းမြင်စိတ်နဲ့ပဲဖျက်တမ်းကြပါလက်ရှိပြစ္ဆုတ်ပန်အချိန်ကိုကျွန်တော်တို့ရဲ့အကောင်းဆုံးအချိန်လို့သတ်မှတ်ပြီးကိုလို့ဆရာရှိတာကိုအချိန်ဆွဲမနေပဲလှုပ်ဆောင်ကြအောင်ကျွန်တော်တို့တွေအထိပ္ပယ်ရှိတဲ့နေ့တွေကိုကိုယ်တိုင်ဖန်တီးဖျက်တမ်းလိုက်ကြရအောင်ကျွန်တော်တို့ကောင်းမြတ်